ချင်းမေးဆွေခိတာခွဲလို့နေဗျာဟေးလန့်လိုက်တာကွာမင်းကတော့ငါဒီချိန်မှာငါလေရန်အောင်မင်းအသေးကနှုတ်နေတော့ဟုတ်ကဲ့မင်းဒီချိန်မှာငါ့ကိုလေခွဲလေးတူလေးအဲ့ဒီတန်လေးကြတော့မှငါကဘာပြောသလိုငါမှခံစားနေရတယ်ဗျာအားကြောင့်ခုနအဘဆိုနေတာမဟုတ်ခိတာခွဲလို့လေခိတာခွဲလို့နေအဲ့ခိတာခွဲတရားမလို့တော့အဘတို့ကအပီးပြေးရတော့ပြေးရတယ်မင်းစင်းစင်းလုပ်ပေးတာတော့ဟာရောနမိတ်မရှိနမပြီးဘောပြီးပြေးရမှာလေဟုတ်တယ်ဗျာအခုတက်ချုပ်ကြည့်တော့မှလေသူပိုင်နေပတ်စံနေလေအခုကျွန်တော်တို့ဒီတရုတ်ဘန်တို့ဒီအိန္ဒိယဘန်တို့ရုရှားဘန်တို့မှာအပ်ထားပြီးပြီသူပဲပြေးဖို့ပဲကြံတော့တယ်ငါပြောပါမယ်သူပိုင်တဲ့ပတ်စံတွေလို့ပြောရအောင်သူဒီစစ်တပ်ထဲဝင်ပြီးတော့ရတဲ့လာခါနဲ့အခုသူပိုင်ဆိုင်လာတဲ့ဥစ္စာတွေကမမျှတော့လေသူပတ်စံမဟုတ်ဘူးလေကွာပြည်သူပတ်စံလေကွာသူခိုးလာတဲ့ပတ်စံတွေလေအေးဘောခိုးလာတာခိုးတာမတရားဝင်ယူလာတာဟုတ်ပါပြီဘယ်လိုပဲယူပါဗျပြည်သူတွေတက်ပြီးတော့စီးပွားချတဲ့ပတ်စံတွေပါအေးဘောအဲ့ပတ်စံတွေအကုန်လုံးကနော်ဘန်တွေထဲကိုရောက်သွားပြီသူကလူကြီးပဲကြံတော့တယ်ပြေးဖို့ပဲကြံတော့အဲ့တော့အဘဘာတွေလဲအဘလည်းပြင်ဆင်ပြီးသွားပြီလားအဲ့ဒါကျွန်တော်မေးချင်တာဟုတ်တယ်ငါတို့ငါမိသားစုတို့နိုင်ငံသားမှရှိတယ်ဆိုတော့ငါတို့ကိုလူယုံသွားပြီးငါပြေးလို့ရတယ်ပေါ့ကွာဟိုဆိုငါတို့ရောက်တကယ်လို့ဟိုအာနာပြည်သူအာဏာပြန်သိမ်းပြီးတော့မှပြေးရမယ်ငါတို့မဲရှုံးတော့မှပဲငါတို့ပြေးရအခုတည်းကပြေးရမှာပြည်သူအာဏာပြည်သူကပြန်ရတဲ့အချိန်မှာအဘပြေးလို့မရဘူးအဲ့ကြရင်လွတ်မှာမဟုတ်ဘူးဟုတ်တယ်ဗျအခုတည်းကနေပြီးတော့တားငယ်လေးတို့ဟိုဘာပိုင်တဲ့ပစ္စည်းတွေနည်းနည်းပါခွဲပေးစားရှိတာပေးတာဟုတ်တယ်ဟာရောမဟုတ်ဘူးလေကွာပြီးတော့ငါလည်းမလိုက်ကြတော့ဘူးလားဟုတ်မယ်လေမိသားစုတွေလွှဲပေးအောင်မယ်လေဒီကောင်ဆိုမိမရှိရောက်တော့မိမရှိရောက်တော့ဟာရောတကယ်မိမရှိရောက်တော့အဘရဲ့ဒီရုပ်တည်နေဒီရှေ့ရောက်တော့မစွမ်းနိုင်ပါဘူးအဓိကလောကကြီးမှာလေမျက်စိစောင်းတာတွေအသားမဲတာတွေအသားညူတာတွေရုပ်ချောတာတွေရုပ်ဆိုးတာတွေနဲ့မဆိုင်ဘူးအဓိကငဝိုင်းရှိဖို့ပဲတော့မဟုတ်ပါဘူးဗျအဘအဲ့ဒါလူရတွေးပြောတာပါအဘဟိုအဘပဲကိုချင်းစာကြီးလေဟိုချောကောင်းမလေးကိုယူမလားအဲ့မျက်စိစောင်းတဲ့လူယူအဘယူလားမယူပါဘူးပတ်သက်ကြီးတိုင်းလည်းလုံးလို့မရပါဘူးဟုတ်ပါပတ်စံရှိရင်မင်းမှသာပတ်စံရှိနေအဲ့ကောင်မလေးကလေမင်းစောင်းနေတာကိုစောင်းနေလို့အတက်လိုပဲထင်ပါဘာကိုသားရေမလှတိုင်းအဘလူရတွဲမပြောပါနဲ့ဟာမျက်စိစောင်းတာစောင်းစီဒီကောင်မျက်စိစောင်းတာစောင်းစီမင်းကအဲ့လိုမျိုးပြောတဲ့အကြောင်းမရှိဘူးလေရပြီပါတိုင်းလေရပြီနော်ဟိုလုံရင်းမရောက်တော့ဖြစ်သွားမှာကျွန်တော်ဒီမျက်စိစောင်းတာတွေမဟုတ်ရတယ်မင်းက၈ယောက်ဆိုလဲ၈ယောက်ပေါ့အဖရနော်သူပြောတဲ့၈ယောက်ဆို၈ယောက်အဲ့တော့နောက်လာထဲမှာအဖဟိုကျွန်တော်တို့ပြေးဖို့လုပ်ထားတယ်ဘာလို့လွတ်လပ်ရင်းနေလေဗျာလွတ်လပ်ရင်းနေမှာပြည်သူတွေကလွတ်လပ်ရင်းအောင်မွေးခံတဲ့အနေနဲ့မင်းငါတို့တက်ချုပ်ကိုကျိုးစင်မတင်တော့ဟာမဟုတ်ဘူးလေဗျာဟာကွာမင်းတို့ကလည်းကွာနမိတ်မရှိနမမရှိကွာဗျဟောဘူးအဖကိုကျွန်တော်ကအဲ့လိုနမိတ်မရှိတဲ့စကားတွေပြောနေတာမဟုတ်ဘူးတက်ချုပ်ကြီးပြင်ဆင်နေတာတွေကိုကျွန်တော်ကြားသလောက်အဘကိုကျွန်တော်ပြောတာအဲ့တော့အဘလည်းဟိုအများနဲ့နီးတူပြေးရင်လည်းပြေးလို့ရအောင်လို့ဆိုပြီးတော့အဘကြိုတင်ပြောတာတကယ်လို့တော်လိုင်းရေးပွဲတွေဒီလိုရောက်တော့မှလောက်ပန်နေဟိုစမ်းလောက်ပန်မရဘူးနော်ဘာကြည့်ခွင့်ရတာဆက်ဆက်ခွင့်တော့လားဟာအေးစနာအောင်ကအေးစနာမင်းလာပါလာပြန်ပြီနေဟိုဒီနေ့ညနေတော့ကျွန်တော်တင်းလေးတွေပြောဖို့ရှိတယ်ဒီနေ့လေးပြောတော့ငါတကယ်တကယ်စဉ်းစားကြည့်ရကွာဒီတော်တော်သေးသေးဆန်းကနေပြီးတော့ဒီငါတို့ဒီဟိုအဲ့တရင်လေးပါအဲ့တရင်လေးပါစာဝတ်ဒီပါကြီးကျဲတဲ့အချိန်မှာတက်ချုပ်ကမင်းမဟာမြတ်မုနီဘုရားမှာတော့အလူကံဘုံတွေသွားဖောက်နေပြီဟာဘုံဟိုဘုရားဖူးနေပြီဘုရားဟိုအဲ့မှာသူပြုပြင်မိုးမှမိုးဆိုသူကသွားနေဘာပနာတွေဖောက်တော့ရှိသေးတာပေါ့နော်ရှိသေးတယ်သူကအဲ့လိုယူမယ်ဟာမဟုတ်ဘူးလေကွာမင်းရတယ်တက်ချုပ်ကမင်းကုသိုလ်ကောင်းမှုလုပ်တော့လေမင်းတို့ကလည်းအပြည့်တွေပြောတယ်ကွာဩကုသိုလ်တပည့်ငရဲတပိတ်တာအေးဘောတက်ချုပ်ကပါလေဆိုတော့လူမြင်ကောင်းအောင်ကုသိုလ်ကောင်းမှုလုပ်တာပေါ့သူကလူတက်နေတာဘူးမှမသိဘူးနော်ဟာကုသိုလ်တပည့်ငရဲတပိတ်တာမဟုတ်ကုသိုလ်ကတပည့်ငရဲကအချိန်30အချိန်30ဟောငါးများလေးနဲ့လေဟိုမွေးငါချက်တာကိုပြောအချိန်30ဆိုတတိယနော်အဲ့တော့ဗာဒီညနေပိုင်းလေးမှာဗာလည်းပြေးဖို့ပြင်တာဟုတ်ပါဘူးညနေပိုင်းမှာပြေးတယ်လေရင်စင်းပြင်တာဟာဟုတ်တရင်လေးပြောမယ်လို့ပြောတာတရင်လေးပြောမယ်လို့ပြောတာရောင်သွားလို့ကျွန်တော်ရောင်သွားလို့နော်ပြည့်စီယူလိုက်ပြီအဲ့တော့ဒီအခုရလာတဲ့တရင်လေးရှိတယ်ဗာရဲ့အဲ့ဒါလေးကျွန်တော်ဗာကိုတင်ပြပေးမယ်နော်ဒီနေ့ညနေမှာရလာတဲ့တရင်လေးကပထမဆုံးအဘကိုပြောမှတရင်လေးကပကုတ်ကူမျိုးရဲ့အကြောင်းလေးကိုကျွန်တော်ပြောမယ်အေးပကုတ်ကူဆိုပကုတ်ကူတရင်ငါ့ကိုမတက်သေးဘူးနော်ဟုတ်ကဲ့အဲ့ပကုတ်ကူတရင်အကြောင်းလေးပြောမယ်အဲ့မှာပကုတ်ကူမျိုးမှာတဲ့ကျွန်တော်ဒီတက်မကိုနော်စစ်ကြောင်းရှိတယ်ကျွန်တော်တက်မကိုဒါတကယ် fighter ပဲနဝင်းကိုင်တက်မကို fighter သိကောင်းတယ်ဟုတ်အဲ့ fighter စစ်ကြောင်းကိုကျွန်တော်တို့ဒီတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုကျွန်တော်ပြောပြမယ်fighter စစ်ကြောင်းလည်းပြောသေးတယ် fighter တက်လည်းပြောသေးတယ်မိုင်းဆွဲတိုက်ခိုက်ရတယ်ဆိုတော့မင်းရလည်းကွာမလို့လေမင်းစကားလေတက်ချုပ်စကားလိုမျိုးပဲအရင်မရဖတ်မရစစ်ကြောင်းကတော့ fighter စစ်ကြောင်းပဲလေဒါပေမဲ့တိုက်ခံတော့တိုက်ခံမှာပဲလေဒါတူတူပဲလေနော်အဲ့စစ်ပွဲဖြစ်တဲ့ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောပြမယ်အဲ့ဒါတော့ကျွန်တော်တို့မကွေးတိုင်းနဲ့ကျွန်တော်တို့ပခုတ်ကူခရိုင်တွင်တဲ့စစ်ကြောင်းထိုးပြီးဝင်ရောက်လာတယ်ကျွန်တော်တို့မိတ္တီလာအခြေဆိုင်တက်မကိုစစ်ကြောင်းကိုတဲ့မိုင်းဆွဲတိုက်ခိုက်ပြီးကျွန်တော်တို့
ဖန်စီခေါ်ဆောင်လာတဲ့ပြည်သူနှစ်ဦးကိုတဲ့ကဲထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်တော်လိုင်းတပ်ဖွဲ့တွေက နော်သူအဲ့ဒါဆိုမင်းဟောလိဝုဒ်ဇကာတွေကလူမျိုးကပြည်သူကိုတွန်းနေဝါတကယ်တနတ်တွေပါရီတနတ်တန်တွေပါရီချီတန်တွေပါရီကြားတွေကလူကိုခေါ်ထုတ်လာတာ ခေါ်ထုတ်လာတာတိုက်ပွဲပြည်တဲ့ကြားတွေကခေါ်ထုတ်လာတယ်လို့သိရတယ်အဲ့ဒီအကြောင်းလေးကိုကျွန်တော်ဘာကိုပြောပြမလဲဘယ်နေ့ကဖြစ်တာလဲဆိုတော့ဒီဇင်ဘာလကျွန်တော်4ရက်နေ့ နော်ဟိုဒီစမာ မင်းပြန်လာပေါ့ခြေတော်နဲ့တွေ့ဝဲကြောသိသိရော လေးမဲ့ ခြေ လေး တော့လေးလူ အဲ့တော့မရှိဘူးမင်း ရာပြီသားငယ်လေးခဏလေးနော်ဒီစိမ်းလေးပြောမယ်နော်ဒီဖြစ်တဲ့နေ့ကဘယ်နေ့ကဖြစ်တာလဲဆိုတော့ဒီဇင်ဘာလ4ရက်နေ့ပေါ့နော်4ရက်နေ့မှာလေတက်မကိုလက်အောက်ခံနော်ချင်းမြန်တက်ရင်တွေဖြစ်တယ်ကျွန်တော်ခမရကျွန်တော်၄တစ်ခွန်ရှိမယ်၄တစ်ရှိမယ်ပြီးရင်ကျွန်တော်၄တစ်ကိုရှိမယ်နော်အဲ့ဒီတက်ရင်3ရင်ပေါ့နော်အဲ့3ရင်ကဒီစစ်ကြောင်းပေါ့တက်ရင်3ရင်ပေါင်းလာတဲ့စစ်ကြောင်းအဲ့စစ်ကြောင်းကိုတဲ့ဒီပခုတ်ကူမျိုးနေကျွန်တော်ကန်တော်ကျေးတာနီးမှာတဲ့တော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာတဲ့ကျွန်တော်တို့ရဲ့ဒီစကားမှာစစ်ကော်မရှင်ဘက်ကနေပြီးတော့ကျွန်တော်တဦးကျွန်တော်တည်ဆုံးတယ်လို့သိရပါတယ်ဗျ တဦးပဲဆိုရင်ရတယ် ဟိုတဦးပဲတည်ဆုံးတယ်လို့သိရတယ် မသိပါဆိုရင်ရတယ်ဟုတ်ကဲ့ဘက်ကလူတွေ ဟိုတေတာကတော့ဗာတဦးတည်းဆိုပြီးဒါမျက်မြင်သေးတာပေါ့နော်ဒါတိုက်ပွဲတော်အတွင်းမှာကျွန်တော်တို့ဒါမျက်မြင်သေးသွားတာတယောက် အော်မင်းပြောပုံရဆိုမျက်မမြင်မဲနဲ့ဟိုကြည်ကွယ်မျက်ကွယ်မှာအဲ့မှာလေခွေးတွေဝက်တွေမြောင်းကျုံမြောင်းကြားထဲမှာခေါင်းဆိုင်ပြီးသေးဝလုံးပင်တွေကြားထဲမှာဝါးပင်တွေကြားထဲမှာပြင်းမလုံးထောင်ပြီးသေးအဲ့လိုတွေရှိသေးတယ်ပေါ့ ရှိသေးတယ်အတီမပြူးနိုင်သေးတယ်ကျွန်တော်စည်ရင်းတွေရှိသေးတယ်အဲ့အတီမပြူးနိုင်သေးတဲ့စည်ရင်းတွေကနေသေမဲ့လူတွေကျွန်တော်ထွက်လာအောင်ပါ အော် ထွက်လာပြောနေတယ်ဒီနော်လက်ရှိမှာတော့ကျွန်တော်တို့ကဒါမျက်မြင်တွေ့တာတော့ကျွန်တော်တိုးသေးရဲ့အတီမပြူးနိုင်သေးတဲ့စည်ရင်းတွေလည်းရှိတယ်နော်ပြောမယ်ဆိုရင်အဲ့ဒီကျွန်တော်တို့ဒီစစ်တပ်ကျွန်တော်တို့စကားမှာစစ်ကြောင်းကိုပကုတ်ကူမျိုးနယ်အတွင်းမှာတဲ့ကျွန်တော်ပျောက်ကြားမိုင်းဆွဲတိုက်ခိုက်တာနော်ဒီလောက်တယ် အော်မိုင်းတော့မပျောက်ကြားဖြစ်နေ ပျောက်ကြား